စင်းရဲ့မွေးတိလုံးတဲ့ဘွားကနေနိုင်ငံခြားသားခီးသည်တွေစီကအင်္ဂလိပ်စာ9နှစ်လောက်လေးလာခဲ့ရပြီးတရုတ်နိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတူဖြစ်လာခဲ့သူ I learned my English by myself when I was a child. I never got one day. ကျောင်းဆရာတယောက်ဖြစ်ပြီးနိပညာပိုင်းမှာအားနည်းပေမဲ့ရှေ့ကိုကြိုမြင်တတ်တဲ့သူမျိုးကျွမ်းကျင်သူတွေနဲ့ပေါင်းပြီးအင်တာနက်စီးပွားရေးလုပ်ငန်းမှာအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူတူ Don't believe that technology is going to take away human beings' jobs. ဂျမလို့ပြောလိုက်တဲ့ KFC ပါဝင်အလုပ်ပေါင်း30ကျော်ကညှိမဲ့ခံခဲ့ရပြီးကိုပိုင်တီတောင်ခဲ့တဲ့အလီဘာဘာကုမ္ပဏီကကမ္ဘာချမ်းသာဆုံးစီးနှဲဝင်အောင်သူဘလို့စူးစမ်းခဲ့လေဂျမဆိုပြီးနာမည်ကြီးလာမဲ့မာယွန်းဆိုတဲ့ကလေးလေးကို1964ခုနှစ်စက်တင်ဘာ10ရက်နေ့မှာတရုတ်နိုင်ငံအရှေ့တောင်ပိုင်းဟန်ကျူးမြို့ကျဲချမ်းပြည်နယ်မှာမွေးဖွားခဲ့တယ်။စင်းရဲတဲ့ဆိုပေမဲ့ပညာရေးကိုစိတ်ဝင်စားတဲ့ကောင်လေးဟာမနှက်စောစောထားပြီးခီးသွွားနိုင်ငံသားတွေကိုအခမဲ့ခီးလမ်းညွှန်ပေးရင်းနဲ့သူတို့စီကနေတက္ကသိုလ်တက်ရောက်ဖို့အတွက်အင်္ဂလိပ်စာကို9နှစ်လောက်လေ့လာသင်ယူခဲ့တယ်။ဂျမ1988ခုနှစ်မှာဟန်ကျူးနော်မှာ University တက္ကသိုလ်ကနေအင်္ဂလိပ်စာဘာသာနဲ့ဘွဲ့ရခဲ့ပြီးအလုပ်လိုက်လျှောက်ခဲ့ရ KFC ပေါင်းကုမ္ပဏီ30ကျော်ကညှိမဲ့ခံခဲ့ရသူမျိုးတစ်လကို$15ပဲရခဲ့တဲ့အင်္ဂလိပ်စာကျောင်းဆရာဘွားနဲ့တက္ကသိုလ်တစ်ခုမှာဝင်လုပ်ခဲ့တယ်။ KFC မှာအလုပ်လာလျှောက်သူ24ယောက်ရှိတဲ့တွေက23ယောက်ကိုရွေးချယ်သွားပြီးဂျမတစ်ယောက်ပဲအလုပ်မရတာကြောင့်သူ့ဘဝအတွက်အမှတ်ရစာတစ်ခုဖြစ်သွားပါတယ်။9နှစ်ကြာအပင်ပန်းခံပြီးသင်ယူခဲ့တဲ့အင်္ဂလိပ်စာနဲ့1994ခုနှစ်ဟန်ကျိုးမြို့မှာ Habio Translation Agency ကိုတည်ထောင်ပြီးအင်္ဂလိပ်စာဘာသာပြန်လုပ်ငန်းများလုပ်တယ်။1995ခုနှစ်မှာဟန်ကျိုးမြို့တော်အစိုးရကူစာအမေရိကန်တို့ခီးထွက်ခဲ့ရပြီးအင်တာနက်ရဲ့လောလောပုံကိုတည်သွားခဲ့တာကြောင့်အင်တာနက်မရှိသေးတဲ့တရုတ်ပြည်မှာစီးပွားရေး website များဖန်တီးဖို့အခွင့်အလမ်းတစ်ခုတွေ့သွားခဲ့တယ်။အခွင့်အလမ်းတွေကိုကျိုးရှိသုံးချတတ်တယ်လို့ပြောရမယ်ဂျမဟာ1999ခုနှစ်မှာသူမိတ်ဆွေနဲ့သူ့တငယ်ချင်း18ယောက်ကိုခေါ်ပြီး Alibaba Group ကို online ကနေကုန်ပစ္စည်းရောင်းချဖို့နဲ့ကုန်သွယ်ရေး platform စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံဖို့တိုက်တွန်းခဲ့တယ်။ Alibaba Group ကိုတည်ထောင်ပြီးနောက်မှာတော့ငွေကြေးရင်းနှီးမြှုပ်နှံသူတွေယုံကြည်မှုနည်းပါးခဲ့တာမို့အခက်အခဲမျိုးစုံတွေကြုံခဲ့ရပေမဲ့ကိုမန်းဆက်စောပန်တို့ကပထမဆုံးရင်းနှီးမြှုပ်နှံခဲ့တယ်။တိတ်မကြခင်မှာပဲ Alibaba website ကပြန့်နှံ့သွားပြီးကမ္ဘာအနှံ့မှာရင်းနှီးမြှုပ်နှံသူတွေပါဝင်လာပြီး Alibaba တရုတ်နိုင်ငံရဲ့ရောင်းအားကောင်းဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်လာတယ်။ဂျမပညာရေးအလုပ်ကိုင်နေစီးပွားရေးလုပ်ငန်းများမှာကျင်းကျရှုံးခဲ့ပေမဲ့ဇွဲမလျှော့ပဲဆက်လက်လှုပ်ဆောင်သွားပြီး2004ခုနှစ်မှာ LFA ကို online မှာဈေးရောင်းဝယ်ရေးနဲ့ငွေပေးချေအတွက်ဖန်တီးခဲ့တယ်။လူကောင်သေးသေးကပ်ပိတ်မိတ်ကောင်လေးဟာ2014ခုနှစ်မှာ Alibaba IPO ကစုစုပေါင်း$25ဘီလီယံရောင်းချခဲ့ပြီးအချိန်တိုတွင်တရုတ်နိုင်ငံရဲ့ချမ်းသာဆုံးတတိယယောက်ဖြစ်လာခဲ့ပါတယ်။ဂျမက Alibaba ကုမ္ပဏီတည်ထောင်ပြီးနောက်ပိုင်းမှာ online ကနေဈေးကွက်တိုးချဲ့ဖို့တာပေါင် Tmall, AliExpress, Lazada တို့ကို online ဈေးကွက်အတွက်ရင်းနှီးမြှုပ်နှံခဲ့တယ်။အင်တာနက်အခွင့်အလမ်းကိုကြိုမြင်ထားတဲ့သူမျိုးနည်းပညာနဲ့ပတ်သက်ပြီး Alibaba Cloud, Dindo, Alimama တို့ကိုနည်းပညာအတွက်ရင်းနှီးမြှုပ်နှံပြီးတရုတ်စီးပွားရေးလုပ်ငန်းရှင်များပါဝင်လာဖို့တစ်ခုပြီးတစ်ခုဖန်တီးလိုက်တယ်။2013ခုနှစ်မှာတရုတ်နိုင်ငံအတွင်း24နာရီနိုင်ငံတကာကို82နာရီအတွင်း online ဈေးကွက်မှာလျင်မြန်စွာပို့ဆောင်နိုင်ဖို့ sign out network ကိုတည်ထောင်လိုက်တယ်။အစားအသောက်နဲ့စားသောက်ကုန်ပစ္စည်းများကို online နဲ့ offline ပေါ်မှာရောင်းချပြီးမိနစ်30အတွင်းရောက်အောင် friendship ကိုတည်ထောင်လိုက်တယ်။တရုတ်ပြည်မှာ YouTube မရသေးတာမို့အမျှော်အမြင်ကြီးမားတဲ့ဂျမတယောက် YouTube လိုဗီဒီယိုကြည့်လို့ရတဲ့အပြင်ဗီဒီယို stream မှာလွှင့်လို့ရတဲ့ YouTube ကို2016ခုနှစ်မှာဝယ်ယူလိုက်ပြီးတရုတ်ပြည်ရဲ့ရေပန်းစားဆုံး website တစ်ခုဖြစ်လာခဲ့တဲ့အပြင် Alibaba Group ကိုလည်းနာမည်ကြီးစေခဲ့တယ်။ဂျမက COVID-19 ဖြစ်တော့ကအမေရိကန်၊ဥရောပနဲ့အာရှနိုင်ငံများမှာဆေးဝါးနဲ့ရောဂါရှာဖွေစက်များလှူဒါန်းခဲ့သူမို့စီးပွားရေးလုပ်ငန်းအပြင်လူမှုရေးနဲ့ပရိသတ်လုပ်ငန်းများမှာအားတက်သရောပါဝင်သူတစ်ယောက်ပါ။နည်းပညာကျွမ်းတော်ဝင်မရှိပေမဲ့လူတွေရဲ့လိုအပ်ချက်ကိုနားလည်သဘောပေါက်ပြီးနည်းပညာကြောင့်ပဲဘီလီယံနာတူဖြစ်လာခဲ့တဲ့ဂျမကရှုံးနိမ့်မှုတွေကြာရှုံးမှုတွေကိုစိတ်ဝင်စားပဲအနာဂတ်ကိုယုံကြည်မှုရှိရှိနဲ့စွန့်စားနိုင်တာမို့တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးတရေစင်းဝင်လာခဲ့တာပါ။ဂျမက2018ခုနှစ်စက်တင်ဘာ10ရက်နေ့မှာ Alibaba Group Holding ရဲ့အမှုဆောင်ဥက္ကဋ္ဌရာထူးမှနှုတ်ထွက်သွားပြီးနောက်ပိုင်း2021ခုနှစ်မှာ Alibaba ကုမ္ပဏီက$129ဘီလီယံရောင်းချနိုင်တာမို့တရုတ်အစိုးရကဈေးကွက်ကိုအာဏာသုံးပြီးတရားမဝင်ကျန်ဆိုင်မှုကိုအမိန့်ချကဒဏ်ကြေး$2.8ဘီလီယံပေးဆောင်လိုက်ရတယ်။ကြာရှုံးမှုတွေကိုအောင်မြင်မှုဖြစ်ပြောင်းလဲပြီးအိမ်မက်တွေကိုယုံကြည်မှုရှိခဲ့တဲ့သူမို့မင်းတို့ကငါ့တက်ပိုကြိုးစားပါပိုကြီးမားတဲ့အောင်မြင်မှုတွေရနိုင်ပါတယ်လို့ဂျမကလူငယ်တွေကိုအကြံပေးစကားပြောသွားပါတယ်။အခုကြည့်နေတဲ့သူရောဂျမလိုမျိုး24ယောက်ဖြစ်တဲ့အင်တာဗျူးမှာကျန်တဲ့23ယောက်ကအောင်သွားပြီးဂျမလိုမျိုးရွေးချယ်မခံခဲ့ရင်သင်ရောဘာဆက်လုပ်မလဲ။အရှုံးပေးလိုက်တော့မလားဒီလိုမျိုးကဘာကျော်သူတို့ရဲ့အကြောင်းတွေသူတို့ရဲ့စူးစမ်းအထောက်မှုတွေကိုနားထောင်ရတဲ့ကြိုက်ရဆိုရင်ကျွန်တော်ရဲ့ page ကို follow လုပ် like and share လုပ်ပြီးအားပေးကြပါအောင်ခင်ဗျာဂျမအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့သိထားတာလေးရှိရင်ကိုမမတစ်ချမ်းအောင်မှတ်ပြီးဝင်ရောက်ဆွေးနွေးပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ